မင်္ဂလာပါကျမကိုစစ်တပ်ကနေပြီးတော့မှ CDN movement တွေကိုလှုပ်ရှားဆောင်ရွက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တာမွေမယန်းခုံကမာရွတ်မှာ905ကကြီးနဲ့တရားစွဲဆိုထားပါတယ်ဆိုတော့ကြောက်လားဆိုတော့ကြောက်လည်းမကြောက်တိတ်လည်း cue မဆိုင်အဲ့လိုဘာလို့လဲဆိုတော့ဒါတရားစွဲဆိုခြင်းမစွဲဆိုခြင်းကဒါတိုက်ရဲ့ကိစ္စဒါကျမကိစ္စမဟုတ်ဘူးကျမလုပ်ရမယ့်ကိစ္စမဟုတ်ဘူးကျမလုပ်ရမယ့်ကိစ္စကတပိတ်စစ်ကြောင်အောင်လုပ်ဖို့ကိစ္စຫນွေဦးတော်လိုင်းကြီးအောင်မြင်အောင်လုပ်ဖို့ကိစ္စကဒါကျမရဲ့ကိစ္စဖြစ်တယ်ဆိုတော့တက်ကတရားစွဲဆိုခြင်းမစွဲဆိုခြင်းကဒါသူကိစ္စသူလုပ်နေတာဖြစ်တယ်ဆိုတော့ကျမကိစ္စကတော့ဒါကျမကိစ္စတပိတ်စစ်ကြောင်အောင်လုပ်မယ့်ကိစ္စကဒါကျမကိစ္စဖြစ်တယ်ဆိုတော့တခုပဲကျမစိတ်မကောင်းဖြစ်တာကလူလူကြားထဲမှာကျမအရင်ကလောက်ထင်းထင်းပေါ်သွားလို့မရတော့ဘူးလူလူနဲ့အတူတူကျမမျက်နှာပြပြီးတော့မှတူကျမတို့တပိတ်စစ်ကြောင်တိုက်ပွဲတိုက်လို့မရတော့ဘူးဒါကတော့ကျမဝမ်းနေတယ်ပေါ့နော်တခုဒါပေမဲ့လည်းကျမတပိတ်စစ်ကြောင်နေမှာတော့ကျမမျက်နှာမပြပေးမယ်အမြဲတမ်းရှိနေအောင်ပဲမနေ့ကဆိုလဲညတပိတ်တိုက်ပွဲမှာကျမရှိနေခဲ့တယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုးလှုပ်ရှားမှုတွေထက်မှာတော့ကျမအမြဲတမ်းရှိနေအောင်ပဲအဲ့ဒါလိုပဲကျမလှုပ်ရှားလို့ရတဲ့ပြည်တွင်းပြည်ပကိစ္စမှန်သမျှတွေအားလုံးနဲ့ကျမဆက်ပြီးလှုပ်ရှားနေအောင်ပါပဲဆိုတော့ကျမတို့ရဲ့တပိတ်စစ်ကြောင်ကကျမတို့ရဲ့ຫນွေဦးတော်လိုင်းကြီးကအောင်မြင်ခြင်းရောက်နေပြီအောင်နဲ့အောင်မြင်တော့မှာဒါကြောင့်မလို့ပဲတက်ကကျမတို့ရဲ့တပိတ်စစ်ကြောင်တွေကိုဒီထက်ပိုပြီးတော့မှဖိပြီးတော့မှဖိအားပေးပြီးတိုက်နေတယ်လက်နဲ့အားကိုပြီးတော့မှအရင်ပဲဖိအားပေးပြီးတိုက်နေတယ်လို့ဒါကျမတို့မြင်တယ်ဆိုတော့တက်ကဘာကိုပြခြင်းလဲဆိုတဲ့ခါကျတော့ March 29ရက်နေ့မှာတက်မတော်နေ့ရှိတယ်ဆိုတော့ဒါကတက်မတော်နေ့မဟုတ်ဘူးအမှန်ကဒါတော်လန်ရေးနေ့ဆိုတော့တော်လန်ရေးနေ့ကိုဒါတက်မတော်နေ့ဆိုမှတက်ကပြန်ပြောင်းထားတာပေါ့နော်ဆိုတော့ခါကျတော့ဒီတော်လန်ရေးနေ့မတိုင်ခင်မှာဒီကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေအားလုံးကိုထိမ့်သိမ်းပြီးတော့တော်လန်ရင်းနေမှာဒါအားလုံးကငြိမ်ဝှက်ပြပြမှုရှိနေပါတယ်အားလုံးကိုတက်ကထိန်းချုပ်လိုက်နိုင်ပါပြီဆိုတဲ့ပုံစံကိုပြခြင်းတဲ့အတွက်ဒီကာလမှာဒါတက်ကကျွန်တော်တို့ရဲ့တပိတ်စစ်ကြောင်းတွေကိုဒါတိမ်မဲ့ကြီးလိုက်ပြီးဖြိုခွင်းနေရတဲ့အချက်လို့ပဲကျွန်မထင်တယ်ဆိုတဲ့အခါကျကျွန်တော်တို့ဒီနေရာမှာတက်ကိုတိုက်ကြတဲ့နေရာမှာစစ်တပ်ကိုတိုက်တဲ့နေရာမှာကျတို့အနေနဲ့စစ်တပ်ကကျတို့လူအတိုင်းဝိုင်းထဲမှာတွတ်တင်ထားတဲ့ပညာရေးစနစ်တွေထဲမှာတွတ်တင်ထားတဲ့တဲ့အယူအဝါဒမိုင်းလုံးနေလိတ်လုံးတွေကိုပါတဘာတဲ့တိုက်ချပစ်လိုက်ဖို့လိုတယ်လို့ထင်တယ်ဥပမာအားဖြင့်ကြံခဲ့တဲ့နှစ်တင်မှာလမ်းဆောက်တယ်တရားဆောက်တယ်ဒီကိစ္စတွေကကျမတို့ရဲ့အခွန်ဘန်နာတွေတွေကဆောက်တာပြည်သူလူထုရဲ့အခွန်ဘန်နာတွေတွေကဆောက်တာဒါကိုပဲစစ်တပ်ကသူတို့ကပဲတိုင်းပြည်အပေါ်မှာကျေးဇူးရှိမှုတရားရောင်နဲ့ကပီးမော်ကွန်တင်တဲ့နေရာမှာတပ်ဖို့ချုပ်တွေရဲ့နာမည်တွေစစ်ကောင်းဆောင်တွေရဲ့နာမည်တွေနောက်နာမည်ပေးရင်လည်းစစ်ကောင်းဆောင်တွေရဲ့နာမည်တွေတပ်ဖို့ချုပ်တွေရဲ့နာမည်တွေကိုပေးလို့ရှိတယ်ဆိုတော့ဦးဝင်းတင်ဘာဦးဝင်းတင်ရဲ့စကားအရပြောမယ်ဆိုရင်ဒီတိုင်းပြည်မှာတက်ရဲ့ကျေးဇူးမူးလို့အောင်ရှူစရာမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ကတပိတ်တိုက်ပွဲတွေကိုဆင်နွှဲတဲ့အခါမှာတက်ရဲ့အယူအဆတွေတက်ရဲ့နာမည်တွေကိုပါချေမုန်းပစ်လိုက်ဖို့လိုတယ်ဆိုတဲ့အခါကျဥမာအားဖြင့်တက်လျက်မှာဆိုရင်ဘိုးနေဝင်းလန်းဆိုတာမျိုးရှိတယ်ဆိုတော့ဘိုးနေဝင်းဆိုတာက1988မှာဒါအာနာသိန်းခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင်စစ်အုပ်စုခေါင်းဆောင်တွေထဲမှာပါတယ်ဆိုတော့ဒီလိုနာမည်မျိုးတွေဒီလိုကြံ့အင်လက္ခဏာမျိုးတွေကကျမတို့အတိုင်းဝိုင်းထဲမှာဂုံပြုတ်စရာအနေနဲ့ကြံ့နေခဲ့စရာအောင်မလို့ဆိုတော့ကျမတို့မှာတွေ့ရကောင်းနေရှိတယ်အထူးသဖြင့်ຫນွေဦးတော်လှန်ရေးမှာဆိုရင်ဒီမိုကရေစီရေးစစ်အာဏာရှင်စနစ်ကြဆုံးရင် Federal ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်အသက်နဲ့ရေးပြီးတော့မှတိုက်ပွဲဝင်သွားတဲ့တွေ့ရကောင်းနေရှိတယ်ဥပမာအဖြစ်ညီမလေးကျဲစင်းလို့ညီမလေးမြတ်တက်ခိုင်လို့ဒီတွေ့ရကောင်းနေရှိတယ်နောက်မောင်လေးတွေညီမလေးရှိရရဲဘော်တွေ့ရကောင်းနေရှိတယ်ဆိုတော့ဒီလိုနေရာမျိုးတွေမှာအာနာရှင်ရဲ့နာမည်တွေဘာကြောင့်ကျွန်တော်တို့သုံးနေမှာလဲကျွန်တော်တို့မှာကြဆုံးသွားတဲ့သူရဲကောင်းနေနာမည်ပဲကျွန်တော်တို့သုံးမှာပေါ့ဆိုတော့နောက်နေ့တပိတ်စစ်ကြောင်းထွက်တဲ့ခါကျရင်နောက်နေ့လူလူ movement တွေလှုပ်တဲ့ခါကျရင်အာနာရှင်တွေစိုက်ထူခဲ့တဲ့ရာမန်တို့များရဲ့အားလုံးကျွန်တော်တို့ရိုက်ချုပ်ပြလိုက်ဖို့လိုတယ်ဒီလိုပဲတပါးနှစ်ထဲကျွန်မအကြံပြုချင်တာကတော့ဒီချိန်မှာကိုခုခံကာကွယ်ကြပါလို့ကျွန်မအနေနဲ့ပြောချင်ပါတယ်ဆိုတော့ကိုခုခံကာကွယ်တဲ့ကိစ္စကအကြံဖက်မှုမြောက်တာမဟုတ်ဘူးဒီချိန်မှာမြန်မာနိုင်ငံမှာကာကွယ်စောင့်ရှောက်နေတဲ့တပ်ဆိုတာမရှိတော့ဘူး။ March 3 ရက်နေ့မှာ CRPH ကမြန်မာတပ်မတော်ကိုအကြမ်းဖက်အုပ်စုဖြစ်နေကြေညာလိုက်ပြီဆိုတော့ဒီနိုင်ငံမှာမြန်မာတပ်မတော်ဆိုတာလောလောဆယ်မရှိဘူး။ပြည်သူလူထုရဲ့အသက်အိုးအိမ်ကိုထိပါစော်ကားနေတဲ့တည်ငြိမ်အေးချမ်းရေးကိုထိပါနှောက်ယှက်နေတဲ့အကြမ်းဖက်အုပ်စုဆိုတာပဲရှိတော့တယ်။ဆိုတော့အကြမ်းဖက်အုပ်စုရဲ့လုပ်ရက်မှန်သမျှကိုတားဆီးချေပစ်ဖို့ကကျမတို့ရဲ့ပြည်သူလူထုတွေမှာတာဝန်ရှိရဲဆိုတော့ရန်ကုန်မြို့ရဲ့လမ်းမတွေကိုကျမတို့ပိုင်နေ
တယ်ဒီလိုပဲမြန်မာနိုင်ငံမှာရှိတဲ့လမ်းမတွေအားလုံးကိုကျမတို့ပိုင်တယ်ဘယ်နေရာမှာပါရှိလဲဆိုတာကျမတို့သိတယ်ဘယ်လိုလုပ်ရင်ဘယ်လိုကောင်းချိုးရှိတယ်ဘယ်လိုဆိုးချိုးရှိတယ်ဆိုတာကျမတို့သိတယ်ဒါကြောင့်မလို့ဒီချိန်ကနေစပြီးတော့မှခုခံကာကွယ်ရေးတွေကိုလည်းအချိန်မြင့်ဖို့လိုတယ်လို့ကျမအနေနဲ့ဒီနေရာကနေပဲတိုက်တွန်းခြင်းတယ်ဆိုတော့ရန်ကုန်မြို့လမ်းမတွေရဲ့အရှင်သခင်ကဘာလို့လဲဆိုတာဒီချိန်မှာအကြမ်းဖက်အုပ်စုကိုတေချောင်ပြတယ်ပြီအဲ့လိုပဲဟောဒီမြန်မာနိုင်ငံရဲ့အရှင်သခင်ကဟောဒီမြန်မာနိုင်ငံလမ်းမတွေရဲ့အရှင်သခင်ကဘာလို့လဲဆိုတာအကြမ်းဖက်အုပ်စုကိုပြချိန်တန်ပြီဆိုတဲ့ခါကျတော့ကျမတို့တိုက်ပွဲအောင်လန်ထူကြလွင့်ကြရင်းနဲ့ຫນွေဥတော်လန်ရေးကိုအရှိန်မြင့်ဖို့တန်ပြီလို့ကျမအနေနဲ့ကြံပြုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်